အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကချင်းချင်းဆက်ဆက်နဲ့စားလို့ကောင်းတဲ့ပရှုသမင်းကြော်လေးကြော်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးကျက်သွန်အနီကိုအနှင်းငယ်နွမ်းလာအောင်စီသက်ပါမယ်ခင်ဗျာကျက်သွန်အနီလေးတွေနွမ်းလာပြီဆိုရင်တော့ကျက်သွန်ဖြူကိုလည်းစီသက်ပါမယ်ခင်ဗျာကျက်သွန်ဖြူတွေမွေးလာပြီဆိုရင်တော့ငရုတ်သီးအကြမ်းမုံကိုထည့်ပါမယ်ခင်ဗျာဒီနေရာမှာကျွန်တော်ကအဆက်စားချင်တာမလို့ငရုတ်သီးအကြမ်းမုံကိုထည့်ခဲ့ပါတယ်ခင်ဗျာအယောင်လာခြင်းယုံမဲဆိုရင်တော့ငရုတ်သီးအယောင်တင်မုံကိုထည့်လဲရပါတယ်ခင်ဗျာစီးသက်ထားတာလေးတွေမွေးလာပြီဆိုရင်တော့ကြက်သားကိုထည့်ပါမယ်ခင်ဗျာဒီနေရာမှာကြက်သားကိုရသာနှက်ပြီးတော့မှထည့်ရင်ပို့ပြီးတော့မှကောင်းပါတယ်ခင်ဗျာအရသာအတွက်ပင်းကပြရဲ့အကြည်အနေငယ်နဲ့ကြက်သားမုံအနေငယ်တို့ကိုထည့်ပါမယ်ခင်ဗျာကျသားတွေကရည်တွေခမ်းပြီး6လာပြီဆိုရင်တော့မုံညင်းကျင်ကိုထည့်ပါမယ်ခင်ဗျာတချို့ကလည်းရှမ်းကျင်လို့ခေါ်ပါတယ်ခင်ဗျာမုံညင်းကျင်နံလေးမွေးလာပြီဆိုရင်တော့ခရမ်းကျင်သည်မုံလောင်းနီပဲသည်ငရုတ်သီးတို့ကိုထည့်ပါမယ်ခင်ဗျာဒီနေရာမှာမိမိချမ်းနေတဲ့ရာအသီးအနှံကိုထည့်နိုင်ပါတယ်ခင်ဗျာအသီးရွက်ကလေးတွေအနှင်းငယ်အိလာပြီဆိုရင်တော့ထမင်းကိုထည့်ပါမယ်ခင်ဗျာကျွန်တော်ကတော့ထမင်းချမ်းကိုတုံးထားပါတယ်ခင်ဗျာအရသာအနေနဲ့ကြက်သားမုံအနေငယ်ပင်းကပြာရည်ကြီးအနေငယ်နဲ့ခရူးစီတို့ကိုထည့်နိုင်ပါတယ်ခင်ဗျာဒီနေရာမှာထမင်းနဲ့များပုံမူတည်ပြီးတော့မှမိမိစိတ်ကြိုက်အရသာကိုထည့်နိုင်ပါတယ်ခင်ဗျာနောက်ဆုံးမှာတော့မဆလာလေးအုပ်ပြီးတော့မှအိုးချလိုက်လို့ရပါပြီခင်ဗျာအခုဆိုရင်တော့ချင်းဆက်ထိမိနေတဲ့ပရှုသမင်းကြော်လေးရပါပြီခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ